iOS 26မှာလူတိုင်းသတိမထားမိသေးတဲ့ setting လေးတစ်ခုပါလာတယ်။အဲ့ဒါကတော့ကိုပို့လိုက်တဲ့ဓာတ်ပုံတွေကိုတစ်ဖက်လူစီမှာစောင့်ကြမလို့ပဲနဲ့အမြန်ဆုံးရောက်ရှိသွားစေမယ်။ Send Low Quality Photo Preview ဆိုတဲ့ feature လေးပဲဖြစ်ပါတယ်။ပုံမှန်ဆိုရင်ဓာတ်ပုံတုံပို့တဲ့အခါမှာ file size ကြီးလို့ရှိရင်တစ်ဖက်လူစီရောက်ဖို့ကြားတတ်ပေမဲ့ဒီ feature လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးပုံရဲ့ preview အသေးလေးကချက်ချင်းရောက်သွားမှာပါ။ပြီးမှအကြည့်ပုံလေးတွေကနောက်ကနေထည့်ရောက်လာမှာဖြစ်လို့စာပို့တဲ့အခါမှာပုံလေးတက်မလာလို့ဆိုပြီးတော့စောင့်နေရတဲ့အချိန်တွေကိုလည်းရှော့ချပေးနိုင်မှာပါ။ဒါအပြင် line မကောင်းတဲ့နေရာတွေမှာဖြစ်ဖြစ် data ကိုချူတာခြင်းတဲ့ခါမျိုးတွေမှာဖြစ်ဖြစ်ဒီစနစ်လေးကတကယ်ကိုအသုံးဝင်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ဖုန်းကိုလူတိထားမှုပေးထားမယ်ဆိုလို့ရှိရင် file size ကြီးအကြည့်ပုံတွေပို့တဲ့အခါမှာ data ကုန်မှာကိုလည်းစိုးရိမ်စရာမလိုဘဲနဲ့တစ်ဖက်လူစီကိုအသေးလေးတွေပဲအများဆုံးရအောင်ပို့ပေးသွားမှာပါ။ဒီ feature လေးကိုစိုက်ကြည့်ချင်နေဆိုလို့ရှိရင်တော့ iPhone ရဲ့ setting တွေက message ထဲမှာ Send Low Quality Photo Preview ဆိုတာလေးကိုရှာပြီးတော့အလွယ်တကူဖွင့်ထားလိုက်ရုံပါပဲဒီနည်းလမ်းလေးကတော့အချိန်ကုန်လဲတက်တာပြီးတော့ဖုန်းလဲမကောင်းတဲ့ခါမျိုးတွေမှာလည်းဆက်သွယ်မပြတ်စေမဲ့ Apple ရဲ့ညံကောင်းစီရဲ့ quality တစ်ခုလို့ပြောရမှာပါပဲ